Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးရှင်တော့ Game Master မှာနေပြီးတော့အားလုံးကိုပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီ Lottie AI အကြောင်းကိုကျွန်တော်တစ်ချက်လောက်မသိတဲ့သူတွေအကုန်လုံးရှင်းပြပါမယ်နော်ဗီဒီယိုကိုစဆုံးလေးကြည့်ပြီးတော့တခြား live ပြီးတော့ like နာပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းကြောက်နေတတ်တယ်ဆိုလိုက်ရင် subscribe လေးနဲ့အားပေးကြပါဦးလို့နောက်တဲ့ Lottie AI unit တွေကိုလည်းကျွန်တော်တင်ပေးသွားပါမယ်ဗျကဲအားလုံးခဏတော့နေမှာကျွန်တော်ဗီဒီယိုစပါမယ်ပထမဆုံးပြ application နဲ့ဝင်ပြီးပြီဆိုတာ ਨੇ ကျွန်တော်ရေးတစ်ချက်ပြမယ်နော် brother တို့ဟုတ်ပါဒီမှာဒီ point ဒီ point လေးတွေနဲ့ဒီ minute ကိုအရင်လဲရတာပါအရင်ဆုံးဒီဗျာကျွန်တော်ပြပြမယ်အရင်ဆုံးဒီ point လေးကိုရင်နှိပ်ပါ brother တို့ဒီ point အရင်ဆုံးဝင်မဲ့သူဆိုဒီ point လေးကိုရင်နှိပ်လိုက်မယ်နှိပ်ပါတစ်ချက်နှိပ်မယ်နော် brother တစ်ချက်နှိပ်ပြီးပြီဆိုရင်အရင်ဆုံးတော့ဒီမှာဒီ browser ထဲမှာပေါ်နေမယ်ဗျာဒီ weight number တွေဒီ KB number တွေကိုလုံးဝရိုက်မထည့်နဲ့နော်ပေါ်ခဲ့တော့လာခေါက်ခွတ်မပေါ်ဘူးကျွန်တော် note ပိတ်ထားလိုက်ပါတယ်အဲ့ဒါမပေါ်ဘူးဆိုရင်ဒီမှာ browser တစ်ချက်ပြမယ်ဒီမှာ2000ဒီ2000တစ်ချက်လောက်နှိပ်လိုက်ပါတစ်ချက်နှိပ်မယ်နော် browser အဲ့2000တစ်ချက်နှိပ်ပါဒီမှာနှိပ်ပါဒီမှာ2000ချက်ပေါ်ပါနော်ဒီမှာပါ2000ချက်ပေါ်ပါအဲ့2000ချက်ကို browser ဘယ်လိုလုပ်ရမလဲဆိုကျွန်တော်ကတော့ browser အမေးများနေကြဗျာဒီမှာဒီနေရာအဲ့နေရာမှာ browser လို့ချက်ပြပါမယ်ကြိုက်တဲ့ပြေစာနဲ့အထက်ဝေပေးထဲမှာရှိတယ်ဗျာကြိုက်တဲ့ပြေစာကိုထက်ဟုတ်ပြီလားကြိုက်တဲ့ပြေစာကိုထည့်ဗျာခုဥပမာ browser လို့ဘေးထည့်ထားတဲ့ပြေစာကိုထည့်ပြီးပြီဆိုရင်ဒီမှာကျွန်တော်ချက်ပြဒီဝယ်ယူမဲ့ဟာလေးကိုချက်နှိပ်လိုက်နှိပ်နေချက်နှိပ်ပါဆိုရင်ဒီမှာorder တီးပြီးခဏစောင့်ပြီးပါဆိုရလေအဲ့ဒါကိုကျွန်တော်ပြပြမယ်တင်ပွိုင်နော်စနဝယ်မယ်လို့ချက်နှိပ်ပြီးသားဆိုဓာကြီးကိုဒီအကုန်လုံးဗျာစကွေးရှော့ရိုက်ပို့လိုက်ဒီအချင်းဝယ်ပြီးဒီမှာဗျာဒီမှာပို့တိုထိပ်ပွိုင်ဒီမှာဝယ်ပြီးနှိပ်ပြီးဆိုရင် browser လို့ကျွန်တော်ဓာကြီးကိုစကွေးရှော့ရိုက်ပို့ပေးပါကျွန်တော်ဘက်ကအဲ့ဟာနေရိုက်ပြီးပြီ point ထိပ်ပါပါဒီပတ်သက် point လေးတွေဒီ point လေးတွေကိုကျွန်တော်ဘာလုပ်ကောင်းလဲဆိုတော့ဒီမှာသွားပြီးတော့သွားမိနစ်ဝယ်ရမှာပါဗျာဒီ2000ဗျာ2000ပြမယ်ဗျာအဲ့ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာ1000ဆိုရင်1နာရီ2မိနစ်1000ဆို1နာရီ2မိနစ်2000ဆိုရင်2နာရီ2မိနစ်9000ဆိုရင်9နာရီ2မိနစ် browser တော့ကျွန်တော်2000ထိပ်မှာဆိုတော့ဒီရဝယ်ပါချက်နှိပ်လိုက်ရင်ဒီမှာပေါ်လာလိမ့်မယ်နော်လက်ချောင်းမလားဒီတော့ဒီ point မထည့်ထားလို့ပါနော် browser ထည့်ပြီး browser ထည့်မယ်ဆိုရင်ဒီမှာကြိုက်တာကိုထည့်လို့ရပါတယ်နော်